archives မိပါဒီနေ့မှာတော့ကျွန်တော်တို့နှစ်ယောက်ဒီချက်ဘကက်တီကအသစ်ထုတ်တယ်ပေါ့နော်မာလာရှန်ကိုအရသာဟာကိုကျွန်တော်ချက်ပြမှာပါကျွန်တော်တို့ online shopping တစ်ခုကနေပြီးတော့ပေါ့နော်ဒီမြန်မာပြည်မှာရောင်းချဖို့ဆိုပြီးတော့ကျွန်တော်တို့ဝယ်ခိုင်းတာပါအဲ့တော့ဝယ်ခိုင်းနဲ့ကျွန်တော်လည်းကျွန်တော်မိမကိုပြရင်းနဲ့သူကလည်းစားခြင်းနဲ့ချက်စားကြမယ်ဆိုပြီးတော့အဲ့ဒါချက်ဖြစ်တဲ့ blog လေးဖြစ်သွားတာပါပဲခောက်ဆွဲစားရင်တော့ပဲခောက်ဆွဲနဲ့ alive ဖတ်ဆုံးကတော့ကျဲဥကြော်ပါပဲသူကတော့စီဆိုရင်တန်လင်းစီပဲတုံးပြီးတော့ပေါ့နော်အဲ့ဒါတန်လင်းစီကိုသူထုတ်ကြွားပြီးတော့အမှတော်လင်းစီကိုလည်းများရင်သူကမကြိုက်တဲ့အတွက်ကြောင့်မလို့အဲ့ဖြန်းတဲ့ဘူးလေးဝယ်ပြီးတော့တန်လင်းစီကိုဖြန်းပြီးတော့ကျဲဥကြော်မှာပါကျဲဥကြော်ကိုလည်းသူကဒီတိုင်းကြော်တာပါကျဲဥကြော်ကိုစားမထည့်ပါဘူးအရင်ဆုံးပါလာတဲ့ပဲလိတ်ထုတ်ကိုအရင်ဆုံးဖောက်ထည့်ပါတယ်ပြီးရင်တော့ခောက်ဆွဲထည့်ပါတယ်ခောက်ဆွဲပြုတ်နေပါပြီနော်ခောက်ဆွဲပြုတ်တဲ့အချိန်မှာအဓိကအရသာရှိရှိစားခြင်းတော့ခောက်ဆွဲကိုရေတွေအားလုံးမတုံမဲနဲ့ပေါ့နော်ရေဆက်လက်ဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ကဒီပဲမှုတ်ကိုထည့်မှာပါပဲမှုတ်နဲ့ခောက်ဆွဲကိုတေချာလေးရောသမအောင်မှွေပါမှွေပြီးွားရင်တော့မှွေနေတဲ့အချိန်မှာခောက်ဆွဲအကယ်လို့ရေခမ်းသွားလို့ရှိရင်ရေနွေးလေးနည်းနည်းထည့်ပြီးတော့မှွေပေးပါအခုကျွန်တော်လက်ထဲမှာကင်ထားတာတော့မာလာအစီနှစ်ပေါ့နော်မာလာအစီနှစ်ကသူကဖောက်လို့လွယ်အောင်ဆိုပြီးတော့အမှeasy cut ဆိုပြီးရေးပေးတာပါတယ်အဲ့ဒါလေးကိုဖျဲလိုက်အောင်ပါပဲပေါ့နော်တချို့ခောက်ဆွဲထုတ်တွေဆိုအဲ့ဒါမပါတဲ့အတွက်ကြောင့်မလို့ခောက်ဆွဲအစီအနှစ်ထုတ်ဖောက်ရင်လက်ပေးတတ်ပါတယ်စီတွေအစီအနှစ်နဲ့ပေါ့နော်ခောက်ဆွဲပဲခောက်ဆွဲနဲ့ကိုနေပါပဲအစီအဲ့ခောက်ဆွဲကအနံ့ဖောက်လိုက်တာနဲ့ကိုမာလာအနံ့ထောင်းပြီးထွက်လာပါတယ်အခုလိုမှွေနေတဲ့အချိန်မှာပေါ့နော်မီးဖြည်းဖြည်းလေးဓာတ်မွင်လည်းမီးကိုပိတ်လို့ရပါပြီအဲ့ဒါဆိုရင်တော့အားလုံးအစင်သစ်ဖြည်းဖြည်းစားလို့ရပါပြီအခုဆိုရင်တော့ကျွန်တော်တို့စပြီးတော့စားပါမယ်ဒါကတော့ကိုရီးယားရဲ့ kimchi ပါ kimchi နှစ်မျိုးပေါ့နော်ဟိုရိုးရိုးမြင်နေတဲ့ kimchi ပြီးတော့ကြက်သွန်ဥအဖြူချောင်း kimchi ဒါကတော့ကျွန်တော်တို့မြန်မာ kimchi ရှမ်းကျင်ပါရှမ်းကျင်လိုချင်တဲ့လူတွေကျွန်တော်ကိုဆက်သွယ်ပါဆက်ဆွဲပါ잘 먹겠습니다ဒါဘာလဲဆိုတော့ကျွန်တော်တို့ရှင်းပြရင်ပဲခောက်ဆွဲကိုပေါ့နော်ပဲခောက်ဆွဲကိုမာလာရှန်ကိုအရသာထည့်ထားတဲ့ခောက်ဆွဲအရသာအစ်စ်ပေါ့ဗျာအဲ့ဒါကိုကျွန်တော် try ကြည့်တာမြန်မာပြည်ခဲလို့မြန်မာပြည် market ကိုရောက်ခဲ့ရင်လည်းမြန်မာပြည်မှာရှိဒီဗီဒီယိုကြည့်ရမြန်မာပြည်မှာရှိတဲ့လူတွေစားကြည့်ပါစားလို့ရမ်းကောင်းပါတယ်ဆက်လေးနဲ့စားပါမယ်ပဲခောက်ဆွဲကိုမာလာအရသာနဲ့ပေါ့နော်ကျုပ်ကြော်နဲ့အရန်လိုက်တယ်ကျုပ်ကြော်နဲ့လည်းတွဲစားကြည့်ပါ너무 맛있어요 한국에 오시면 꼭 이거 한번 사보세요 쿠팡에서 사야 되는데 ကျွန်တော်ကတော့ရှမ်းကျင်နဲ့စားတာပေါ့သူ့ကိုတော့ကျွန်တော်ရှမ်းကျင်ကိုတော့ရှင်းပြရတယ်ဒါပေမဲ့သူလွယ်မှတ်မိအောင်ကျွန်တော်မြန်မာ kimchi လို့ပြောရတယ်ပေါ့နော် 미얀마 김치 트라이 해볼게 이게 뭐야? 이게 레디시야? try 해봐 처음이에요 first time သူ့အတွက်ပထမဆုံးပဲတော့이거 그 onion 도 맛있어 약간 싸워해 자기가 많이 먹으니까 이렇게 조그만 거 먹어야 돼 잠깐만 너무 쏠티 또 다음에 지네 요 먹니 치 치 아우가 엄니지도 살이도 친와 피클 같은데? 응အိမ်မှာသူက kimchi စားကျွန်တော်ရှမ်းကျင်စားတယ်တောင်းမတူဘူးပေါ့နော်ခွဲပြီးတော့ 매워 ဆက်တယ်သူကပဲခောက်ဆွဲအရသာနဲ့ပါတယ်ပြီးတော့အနံ့ကျတော့မာလာရှန်ကိုစားရဲ့အနံ့မျိုးပေါ့နော်အရသာလည်းမာလာရှန်ကိုအရသာနဲ့ပါ 저희는 이거 먹고 봉준호 감독의 미키 세븐틴 영화 보러 갈 거예요. ကျုပ်အနှစ်ကိုsorry အနှစ်ကိုလေးလိုဖောက်လိုက်မယ်ဖောက်ပြီးသွားရင်ရှမ်းကျင်ထည့်မယ်ပြီးသွားရင်ဆွဲမယ်စားလို့ကောင်းတယ်တော်တော်လေးအဲ့ဒါဆိုတော့ဒီမှာပဲဆက်စားလိုက်ပါဦးမယ်တက်တာပါ
딱딱. ဟာတက်တာ